ပင်လယ်အောက်ခြေမှာတွေ့ရတဲ့ဒီလိုလျှို့ဝှက်ဆန်းပြရတဲ့စဝိုင်းတွေဟာဂျိုသားတွေရဲ့လက်ချက်မဟုတ်ဘဲငါးကလေးတစ်ကောင်ရဲ့အချစ်အတွက်ကြိုးပမ်းမှုဆိုတာသိရုံနိုင်ပါသလားဂျပန်နိုင်ငံရဲ့ပင်လယ်အောက်ခြေသဲပြင်ပေါ်မှာထူးဆန်းပြီးလှပလွန်းတဲ့စဝိုင်းပုံစံတွေကိုရှာဖွေတွေ့ရှိခဲ့တုန်းကသိပ္ပံပညာရှင်တွေဟာဒါကိုဘယ်သူဖန်တီးတာလဲဆိုပြီးနှစ်ပေါင်းများစွာအဖြေမထုတ်နိုင်ဖြစ်ခဲ့ကြပါတယ်တချို့တွေကတောင်ဒါဟာဂျိုသားတွေကပေးပို့တဲ့ message တွေလို့ထင်မှတ်ခဲ့ကြတာပါဒါပေမဲ့ဒီအမှုပညာလက်ရာကိုဖန်တီးတဲ့သူကတော့ငပူတင်းအထီးလေးတစ်ကောင်ဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ကဘာကြီးကအံ့ဩသင့်လာခဲ့ပါတယ်။ဒီငါးအထီးလေးဟာအရွယ်အားဖြင့်9လက်မလောက်သာရှိပေမဲ့ကြီးမားတဲ့သဲပကြီးတွေကိုဖန်တီးနိုင်ပါတယ်။ဒီဘီတုကလက်ရာကိုဖန်တီးဖို့အတွက်ငါးအထီးလေးဟာသူ့ရဲ့စူးရောင်လေးတွေကိုတုံးပြီးသဲတွေကို24နာရီပတ်လုံးတပတ်ကျော်အောင်မရက်မနာရက်ထုတ်ပြီးပုံဖော်ရတာပါ။အနုစိတ်တဲ့ဒီစဝိုင်းပုံစံတွေဟာတာမန်ကြည့်ရင်အလှပတတ်လို့ထင်ရပေမဲ့တကယ်တော့ဒါဟာအမလေးတွေကိုဆွဲဆောင်မှုစူးစမ်းအားထုတ်တာပဲဖြစ်ပါတယ်။ဒီစဝိုင်းရဲ့အလဲဗဟိုမှာတော့အနုစိတ်ဆုံးတဲ့ဒီဇိုင်းတွေကိုပြုလုပ်ထားပြီးအမလေးတွေကသဘောကျလို့ဒီနေရာမှာဥပြီးဆိုရင်တော့ငါအထီးလေးတွေရဲ့တာဝန်ရအောင်မြင်ရဖြစ်ပါတယ်။တဘာဝတရားပေးတဲ့အံ့ဩစရာအကောင်းဆုံးဘီတုကပညာရှင်တို့ပြောရင်လည်းမမှားပါဘူး။ငါလေးတကောင်ရဲ့ဒီလောက်ထိထူးခြားတဲ့ဉာဏ်ရည်နဲ့ဇွဲလုံးလာကိုတင်ကောဘလို့ထင်ပါတယ်လေ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုသိဖို့အတွက်ရွှေရဲ့အကောင့်လေးကို follow လုပ်ပေးသွားကြပါဦး။